တပတ်ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးပေါင်းထဲကိုထည့်ပါမယ်ပထမဆုံးအပေါက်တွေကိုထည့်မယ်ဆိုလို့ရှိရင်ပြီးသွားပါပြီရှီကိုကျင်းအောင်ဆွဲပေးပါအရင်မဆွဲလည်းရပါတယ်ချိုးပြတ်တော့မကြောက်လို့ပါနည်းနည်းလေးအဲ့လိုစစ်နည်းနည်းလေးဆွဲပေးလိုက်ပါဆွဲပြီးတော့ပြီဆိုလို့ရှိရင်နည်းနည်းလေးခိုင်အောင်လို့ဆိုပြီးတော့မှဟိုဘက်ဒီဘက်ချုပ်ပေးလိုက်ပါဟိုဘက်ဒီဘက်နည်းနည်းပါလို့ကြည့်ပြီးတော့ချုပ်ပေးလိုက်ပါကျွန်တော်တို့အောက်ထောက်ဟိုဘက်လမ်းမယ်ပြီးလို့ရှိရင်အောက်ဘက်ထဲမယ်ပြီးလို့ရှိရင်နည်းနည်းတစ်ခါထပ်ချုပ်ပေးပါမယ်အဲ့ချိန်ကျလို့ရှိရင်လို့ရှိရင်တစ်ခါအဲ့ဒါရှီလိုက်မယ်နှစ်ထပ်ရှီပေးလိုက်ပါရှီပြီးတော့ပြီဆိုလို့ရှိရင်ကြိုးဖြတ်လိုက်လို့ရပါပြီဆက်ကြလို့ရှိရင်အဲ့ဒီပုံရဲ့ရှီကိုအောက်ဘက်အထည်ဘက်ကိုဆွဲထားပေးလိုက်ဆွဲထည့်လိုက်ပါဆိုရှင်ဆက်ဆက်ခေါင်းနဲ့အောက်ထုတ်လေးရပါပြီပြီးတော့စောက်တိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်